ဒီနေ့မှာတော့ကကာနဲ့အတူအမိုက်စာ resort ကြီးတစ်ခုကိုတွားကြည့်ကြစို့ကာကိုတွားနေတဲ့ project ကလေးကတော့ Sukofit Light BTS Bearing Station နားမှာရှိတဲ့ Super Light Sukofit 107 City Resort လေးပဲဖြစ်ပါတယ် Super Light လို့လည်းပြောတယ် City Resort လို့လည်းပြောတယ်ဆိုတော့အားလုံးစိတ်ဝင်စားနေကြထိုင်းနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုစိတ်ဝင်စားသူတွေအတွက် Super Light ဆိုတာရင်းနှီးမိသားဖြစ်မှာပါ Super Light ဆိုတာထိုင်းရင်းနှီးမြှုပ်နှံသူတွေများတာမကပဲနဲ့နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေကြားမှာပါရေပန်းစားနေတဲ့ developer ပဲဖြစ်ပါတယ်အခုချိန်မှာဆိုလဲ Super Light City Resort ဟာဆိုလို့ရှိရင် Sukofit 107ရဲ့လမ်းမပေါ်မှာဆောက်လုပ်ထားတာပဲဖြစ်ပါတယ်ဒီ project ရဲ့အကျယ်ခါကျတော့2100 square meter ကျယ်ဝန်းပြီးတော့သူ့မှာဆိုလို့ရှိရင် building 5 ခုပါဝင်မှာဖြစ်ပါတယ် facility အနေနဲ့ဆိုလို့ရှိရင်ရေကူးကန် fitness co-working space နဲ့ lobby တို့ပါဝင်မှာဖြစ်ပါတယ်သူ့ရဲ့ထူးခြားတာကတော့ဈေးနှုန်းပဲဖြစ်ပါတယ်ဈေးနှုန်းကကျတော့ 1.98 million ထိုင်းဘတ်မြန်မာငွေ3500ကစတင်ပြီးတော့ဝယ်ယူလို့ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကကာနဲ့အတူအခန်းလေးတွေသွားကြည့်ကြမယ်အခုပြပေးမယ်အခန်းလေးကတော့35 square meter ကျယ်ဝန်းတဲ့ one bedroom အခန်းမျိုးစားလေးပဲဖြစ်ပါတယ်ဒီအခန်းလေးရဲ့ဈေးနှုန်းကတော့ 2.4 million ဝန်းကျင်မှာရှိပြီးတော့မြန်မာငွေနဲ့ဆိုလို့ရှိရင်3,000ဝန်းကျင်လောက်ရှိမှာဖြစ်ပါတယ်ဒါတော့အိတ်ခန်းလေးပဲဖြစ်ပါတယ်အခန်းမျိုးစားလေးက close kitchen အမျိုးစားလေးပဲဖြစ်ပါတယ်။သွားရင်ဒီဘက်အချမ်းမှာဆိုလို့ရှိရင် veranda ရှိမှာဖြစ်ပါတယ်။အိမ်သားကြီးချိုးပန်းပဲဖြစ်ပါတယ်။ခုပြပေးမယ်အခန်းလေးကတော့ one bedroom plus အခန်းမျိုးစားလေးပဲဖြစ်ပါတယ်။သူ့ရဲ့အကျယ်ဝန်းက44 square meter ကျယ်ဝန်းပါတယ်။ဈေးနှုန်းအရဆိုလို့ရှိရင် 3.4 million မြန်မာငွေ3,400လောက်ကနေစတင်ပြီးဝယ်ယူလို့ရမှာဖြစ်ပါတယ်။သူကတော့one bedroom plus ဆိုတဲ့အတိုင်းပဲဒီလိုမျိုးအခန်းပိုလေးတစ်ခန်းမှာပါအောင်မှာဖြစ်ပါတယ်ဒီကွန်ဒိုလေးက BTS အစိမ်းရောင်လိုက် Bearing Station နားမှာရှိတာဖြစ်ပြီးတော့ဒီဘက်အချမ်းမှာဆိုလို့ရှိရင်လည်းအဝါရောင်လိုက် Sea Bearing Station နဲ့လည်းနှီးမှာဖြစ်ပါတယ်သူ့ရဲ့အနီးနားမှာဆိုလို့ရှိရင် Patanakan International School, Saint Andrew International School, World International School နဲ့တခြား International School တွေများစွာရှိတဲ့အတွက်အငှားပြန်လုပ်ရင်လည်းလွယ်ကူမှာပဲဖြစ်ပါတယ်ပြီးတော့ရေတားငါးစေးအနေနဲ့ဆိုလို့ရှိရင်ဒီနားမှာဆိုလို့ရှိရင်မေမားကတ်ရှိမှာဖြစ်ပါတယ်အနီးနားမှာနိုင်မားကတ်တွေလည်းအများကြီးရှိရဲဆမ်ရုံဈေးလည်းရှိမှာဖြစ်ပါတယ်အနာဂတ်မှာဆိုလို့ရှိရင်ဘန်ကောက်ပတ္တရာအမြဲရထားလိုင်း project ရှိမဲ့အပြင် Southeast Asia မှာဆိုလို့ရှိရင်အကြီးဆုံးshopping mall တစ်ခုဖြစ်လာမဲ့ shopping resort ကြီးကလည်းဒီအနီးနားမှာရှိတဲ့အတွက်ဒီ project ကိုအခုဝယ်ထားပြီးတော့ပြန်လည်ငှားရမယ်ဖြစ်ဖြစ်ကိုယ်တိုင်နေရမယ်ဖြစ်ဖြစ်ပြန်လည်ရှောင်းရမယ်ဖြစ်ဖြစ်တင့်တော်တဲ့ project ကလေးတစ်ခုဖြစ်တဲ့အတွက်အခုပဲ Jessica Property Specialist မှာလာရောက်မြင်မြန်ပြီးတော့စုံစမ်းနိုင်ပါပြီJessica Property Specialist ကလူကြီးမင်းတို့စိတ်ဝင်စားတဲ့ project တွေနဲ့ပတ်သက်ပြီးတော့အခမဲ့ဆွေးနွေးတိုင်ပင်ပေးနေတာကြောင့်မို့လို့အခုပဲချက်ပေါက်မှာလာရောက်ပြီးတော့စုံစမ်းမြင်နိုင်ပါပြီဒီနေ့ဗီဒီယိုလေးကဒီလောက်ပဲ6ဖေမှာပြောပြီးတွေ့ကြမယ်နော်တတာ